မင်္ဂလာပါဒီနေ့ပြောသွားမှာကတော့ဟဲ့ယူ第二册နံပါတ်2စာအုပ်ရဲ့နောက်ဆုံးခန်းလေးပါ第15课ခေါင်းစဉ်က下课啦生词有的有的အချို့ဆိုတဲ့အဓိပ္ပာယ်ပါဥပမာပြောရရင်ကျောင်းစင်းချိန်မှာကလေးတွေကစားနေကြတယ်တချို့ကဘောလုံးကန်နေတချို့ကကျိုးခုံနေအဲ့လိုတချို့လို့ပြောချင်တဲ့အချိန်မှာဒီ有的ကိုသုံးပါပါ跑ပြေးသည်锻炼健ခိုင်အောင်လေ့ကျင့်သည်လေ့ကျင့်ခန်းလုပ်သည်身体ခန္ဓာကိုယ်锻炼နဲ့တွဲရင်锻炼身体ခန္ဓာကိုယ်ကြံ့ခိုင်အောင်လေ့ကျင့်သည်动物တိရစ္ဆာန်ရှေ့ခန်းနေမှာသင်ခဲ့ဘူးတာက动物园တိရစ္ဆာန်ရုံအဲ့တော့စလုံးလေးကရေးတတ်ပြီးသားဖြစ်မှာပါဒီမှာမရေးပြတော့ဘူးနော်猴子မြ见မြင်သည်တွေ့ဆုံသည်ဆိုတဲ့အဓိပ္ပာယ်ပါရှေ့မှာသင်ခဲ့ဘူးတာက再见နောက်မှတွေ့မယ်ပြန်ခါနီးနှုတ်ဆက်တဲ့စကားလေးပေါ့နော်明天见မနက်ဖြန်တွေ့မယ်再见ကတော့ဘယ်တော့ထပ်တွေ့မယ်ဆိုတာကိုအတိအကျမပြောဘူးနောက်မှတွေ့မယ်ပေါ့明天见ကတော့မနက်ဖြန်တွေ့ကြမယ်ဆိုတဲ့သဘောနဲ့ပြောတာပါ生词အားလုံးကိုတစ်ခေါက်ပြန်ကြည့်လိုက်အောင်ပါ有的တချို့跑ပြေးသည်锻炼ကြံ့ခိုင်အောင်လေ့ကျင့်သည်身体ခန္ဓာကိုယ်锻炼身体ခန္ဓာကိုယ်ကြံ့ခိုင်အောင်လေ့ကျင့်သည်动物တိရစ္ဆာန်猴子မြ见တွေ့ဆုံသည်မြင်သည်第15课ရဲ့ခေါင်းစဉ်လေးက下课啦下课啦操场上真热闹有的跑有的跳天天锻炼身体好下課啦တန်းစမီဆိုပြီးတော့ကလေးတွေអော်တဲ့အတန်မျိုးပါ操场上ကစားကွင်းမှာ真热闹တကယ်ကိုစီကားတယ်
有的跑တချို့ကပြေးတယ်有的跳တချို့ကခုန်တယ်ကြိုးခုန်တာပေါ့နော်跳绳有的跑有的跳တချို့ကပြေးတယ်တချို့ကခုန်တယ်天天锻炼身体好နေ့တိုင်းကြံ့ခိုင်အောင်လေ့ကျင့်တာကကောင်းတယ်ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆက်ပြီးတော့ညာဘက်မှာ小花နဲ့小红နဲ့စကားပြောနေရလေးကိုဖတ်ကြည့်အောင်ပါ你常去动物园吗我常去我常和爸爸妈妈一起去你喜欢什么动物我喜欢猴子我也喜欢猴子猴子很可爱也很聪明你也常去动物园吗我不常去我爸爸妈妈太忙了那明天我们一起去吧好啊明天见明天见小华ကမေးတယ်你常去动物园吗မင်းတိရစ္ဆာန်ရုံကိုအမြဲလိုသွားလား小红ကပြန်ဖြေတယ်我常去ငါအမြဲလိုသွားတယ်我常和爸爸妈妈一起去ငါအမြဲလိုဖေဖေမေမေနဲ့အတူတူသွားတယ်你喜欢什么动物မင်းဘာတိရစ္ဆာန်ကိုသဘောကျလဲဘယ်တိရစ္ဆာန်ကိုသဘောကျလဲ我喜欢猴子ငါကမျောက်ကိုသဘောကျတယ်我也喜欢猴子ငါလည်းပဲမျောက်ကိုသဘောကျတယ်猴子很可爱မျောက်ကလေးကရမ်းချစ်ဖို့ကောင်းတယ်也很聪明အရမ်းလည်းဉာဏ်ကောင်းတယ်你也常去动物园吗မင်းရောအမြဲလိုတိရစ္ဆာန်ရုံသွားလား我不常去ငါအမြဲလိုမသွားဘူး我爸爸妈妈太忙了ငါအဖေနဲ့အမေကအလုပ်ရှုပ်လွန်းနေအလုပ်များလွန်းနေ那明天我们一起去吧အဲ့ဒါဆိုမနေ့ပြန်ငါတို့တူတူသွားရအောင်好啊ကောင်းတယ်လေရတယ်လေပေါ့သဘောတူတာပေါ့နော်အဲ့တော့သူတို့က明天见မနေ့ပြန်တွေ့ကြမယ်明天见သူတို့သွားဖို့ချိန်လာပြီဆိုတော့မနေ့ပြန်တွေ့မယ်ဆိုပြီးတော့အပြန်မှာနှုတ်ဆက်ကြတယ်明天见ဆိုပြီးတော့နံပါတ်2စာအုပ်第二册မှာလေ့လာခဲ့တဲ့都也很ဒီစလုံးလေးတွေကိုစာကြောင်းတစ်ခုထဲမှာအတူတူသုံးမယ်ဆိုရင်ရှေ့နောက်ဘယ်လိုထားရမလဲဆိုတဲ့အစဉ်လေးကိုလေ့လာကြည့်အောင်ပါပထမဦးဆုံး都နဲ့很သူတို့နှစ်ခုကိုစာကြောင်းတစ်ခုထဲမှာအတူတူသုံးမယ်ဆိုရင်ရှေ့နောက်ဘယ်လိုထားရမလဲကြည့်အောင်ပါ我们都很爱动物ကျွန်တော်တို့အားလုံးတိရစ္ဆာန်လေးတွေကိုအရန်ချစ်ကြတယ်同学们都很高兴ကျောင်းသားတွေအားလုံးအရန်ပျော်ကြတယ်都很都ကရှေ့မှာထားပြီးတော့很ကနောက်မှာထားရပါမယ်ဆက်ပြီးတော့也နဲ့很ကိုကြည့်အောင်ပါ小猴子很可爱也很聪明ညောက်ကလေးကအရန်ချစ်ဖို့ကောင်းတယ်အရန်လေးညံကောင်းတယ်这的花很红那儿的花也很红ဒီကပန်းကအရန်နီတယ်ဟိုကပန်းကလည်းအရန်နီတယ်ဒီမှာဆိုရင်也很နှလုံးပါပါတယ်ဒီလိုအခြေအနေမှာဆိုရင်也ကရှေ့က很ကနောက်ကပါဆက်ပြီးတော့也နဲ့都ကိုကြည့်ပါမယ်一年级的学生都去动物园二年级的学生也都去动物园ပထမတန်းကကျောင်းသားတွေအားလုံးတိရစ္ဆာန်ရုံကိုသွားကြတယ်ဒုတိယတန်းကကျောင်းသားတွေအားလုံးလည်းတိရစ္ဆာန်ရုံကိုသွားကြတယ်他们都说汉语我们也都说汉语သူတို့အားလုံးတရုတ်စကားပြောကြတယ်
ကျွန်တော်တို့အားလုံးလည်းပဲတရုတ်စကားပြောကြတယ်ဒီမှာကကြတော့ရေသုံးရေကရှိကသုံးကနောက်ကလာပါမယ်ဆက်ပြီးတော့သုံးရေခံသူတို့သုံးခုလုံးကိုစာကြောင်းတစ်ခုထဲမှာအတူတူသုံးမယ်ဆိုရင်ဘယ်လိုထားရမလဲကြည့်အောင်ပါ我们班的学生都很努力他们班的学生也都很努力ကျွန်တော်တို့အတန်းကကျောင်းသားတွေအားလုံးကအရန်စူးစမ်းကြတယ်努力ဆိုတာစူးစမ်းတာကိုပြောတာပါသူတို့အတန်းကကျောင်းသားတွေအားလုံးလည်းပဲအရန်စူးစမ်းကြတယ်我们学校的老师都很友善他们学校的老师也都很友善友善ခင်မင်နဲ့သဘောကောင်းနေပေါ့နော်ကျွန်တော်တို့ကျောင်းကဆရာတွေအားလုံးအရန်သဘောကောင်းကြတယ်သူတို့ကျောင်းကဆရာတွေအားလုံးလည်းပဲအရန်သဘောကောင်းကြတယ်အဲ့တော့ဒီစာကြောင်းလေးမှာဆိုရင်也都很ရှေ့ဆုံးမှာက也အလယ်မှာ都နောက်ဆုံးကြတော့မှ很ကိုသုံးရပါမယ်一起နဲ့长长သူတို့နှစ်ခုကိုတူတူတွဲသုံးရင်ဘယ်လိုထားမလဲလေ့လာကြည့်အောင်ပါ我和我朋友常一起学习汉语ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကအမြဲလိုတူတူတရုတ်စာလေ့လာကြတယ်我和姐姐常常一起做游戏ကျွန်တော်နဲ့မမကအမြဲလိုတူတူဂိမ်းကစားကြတယ်常一起常一起အဲ့တော့ဒီစာကြောင်းလေးမှာသုံးပြထားသလိုပဲ常ကရှေ့မှာသုံးရပါတယ်一起ကနောက်ကနေရေးရတာပါဒါလေးကတော့စကားပုံလေးပါ全不离手曲不离口全ဆိုတာလက်သီးကိုပြောတာပါ不离မခွဲခွာဘူးမဝေးဘူးပေါ့နော်手ကလက်全不离手အဲ့တော့လက်ဝိတ်ထိုးတဲ့သူဖြစ်ဖြစ်တိုင်းကျင့်တဲ့သူဖြစ်ဖြစ်ပေါ့နော်သူတို့အတွက်ဒီလက်သီးကအရေးကြီးရယ်ဆိုတဲ့အခါကျတော့အမြဲလေ့ကျင့်နေရမယ်ပေါ့နော်လက်နဲ့ဝေးလို့မရဘူးအမြဲမပြတ်လေ့ကျင့်နေရမယ်ဆိုတဲ့အဓိပ္ပာယ်ပါခြွေကတချင်းပုလီကမခွဲခွာဘူးမဝေးဘူးခုံကပါဇက်ပါအဲ့တော့ခြွေပုလီခုံတချင်းကပါဇက်နဲ့ခွဲခွာလို့မရဘူးဝေးလို့မရဘူးဆိုတဲ့သဘောကလေတချင်းဆိုတဲ့သူတွေအတွက်အမြဲလေ့ကျင့်နေရမယ်တချင်းနဲ့ပါဇက်နဲ့ဝေးလို့မရဘူးပေါ့နော်မပြတ်တမ်းလေ့ကျင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကတော့ဓာတ်ရိုက်ဘာသာပြန်တာပါအဲ့တော့သူ့ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကကြတော့တက်ပညာတစ်ခုကိုကျွမ်းကျွမ်းကျင်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီပညာကိုမပြတ်တမ်းလေ့ကျင့်နေရမယ်တောက်လျှောက်လေ့ကျင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါ全不离手曲不离口ဒီခန်းမှာလည်းတချင်းလေးတစ်ပုဒ်ပါပါတယ်运动歌运动歌运动ဆိုတာအားကစားကိုပြောတာပါ歌အဲ့တော့အားကစားတချင်းပေါ့နော်下课啦快快跑大家一起做体操动动手动动脚踢踢腿弯弯腰左三圈右三圈扭扭脖子扭扭肩身体健康学习好小朋友们哈哈笑下课啦အတန်းဆင်းပြီ快快跑快快မြန်မြန်跑ပြေးသည်快快跑မြန်မြန်ပြေး大家一起做体操大家အားလုံး一起အတူတကွ体操ဆိုတာကကာယလေ့ကျင့်ခန်းကိုပြောတာပါ做体操ကာယလေ့ကျင့်ခန်းလုပ်သည်大家一起做体操အားလုံးတူတူကာယလေ့ကျင့်ခန်းလုပ်ကြမယ်动动手动
动ဆိုတာကလှုပ်ရှားတာကိုပြောတာပါ动动手လက်တွေလှုပ်မယ်动动脚ခြေထောက်တွေလှုပ်မယ်踢踢腿踢ကကန်ဒီ腿ကခြေထောက်踢踢腿ခြေထောက်တွေကိုကန်မယ်弯弯腰弯ဆိုတာကကုန်းဒီ၊ကွေးဒီ腰ကခါ弯弯腰ခါကိုကွေးမယ်ခြေထောက်တွေကန်မယ်လက်တွေလှုပ်မယ်ခြေထောက်တွေလှုပ်မယ်အားလုံးတူတူကာယလေ့ကျင့်ခန်းလုပ်ကြမယ်左三圈圈ဆိုတာအပတ်ကိုပြောတာပါ左三圈ဘယ်ဘက်ကို3ဘက်右三圈ညာဘက်ကို3ဘက်扭扭脖子扭扭လှည့်မယ်ဟိုဘက်ဒီဘက်လှည့်မယ်脖子လည်ပင်扭扭脖子လည်ပင်ကိုလှည့်မယ်扭扭肩肩ဆိုတာကပခုံးကိုပြောတာပါပခုံးတွေကိုလှည့်မယ်身体健康ခန္ဓာကိုယ်健康ဆိုတာကကျန်းမာတာကိုပြောတာပါအဲ့တော့ခန္ဓာကိုယ်ကျန်းမာတာက学习好စာသင်ယူလေ့လာတာကိုကောင်းစေတယ်小朋友们ကလေးတွေ哈哈笑哈哈ဆိုတာရေတဲ့အတန်မှာ笑ဆိုတာကရှိတာပါ小朋友们哈哈笑ကလေးတွေကဟာဟာဟာလို့ရှိတယ်ဒီစင်ကန်လေးလုပ်ကြည့်အောင်ပါ ABC 3ခုမှာမှန်တဲ့အဖြေကိုရွေးပြရပါမယ်我和小红是2班的学生我和小红တော့2ယောက်လုံးဆိုတော့都双筷子是你的မိကွန်းမှာအဲ့တော့မိကွန်းဆိုတော့ရှေ့ဆုံးမှာကမိကွန်းစလုံးရှိရပါမယ်အဲ့တော့ဒီမှာရွေးလိုက်ရင်ဘယ်တူလို့မေးတာဆိုတော့哪双筷子是你的这个公园真နောက်မှာအဲ့တော့အလယ်မှာနာမဝိသေသနဖြစ်ပါမယ်ပန်းချံဆိုတော့စီကားတော့热闹这个公园真热闹啊小华家的队နောက်မှာက是银行အဲ့တော့မျက်နှာချင်းဆိုင်ဆိုတဲ့စလုံးဆိုတော့对နဲ့တွဲမှာက面小华家的对面是银行我常小强一起打篮球အဲ့တော့နဲ့အတူဆိုတဲ့စလုံးဖြစ်မှာဆိုတော့နောက်မှာ一起ပါတော့ရှိမှာက和我常和小强一起打篮球饺子好吃吗အဲ့တော့စားကောင်းလားလို့မေးတာဆိုတော့非常好吃哪个碗是你的အောက်မှာကြည့်လိုက်မယ်ဆိုရင်这个碗是我的သူကအဖြစ်ဖြစ်ပါမယ် B ကကြတော့裙子အကြောင်းပြောပါတယ်အဲ့တော့မှားပါတယ် C ကကြတော့你的လို့မေးရင်我的ပဲဖြစ်ရမှာပါ C ကကြတော့弟弟的ဆိုတော့သူကလည်းမဖြစ်နိုင်ပါဘူးအဲ့တော့အဖြစ်မှန်က A ပါ今天早上你去哪儿了ဒီနေ့မနေ့မင်းဖေသွားခဲ့တာလေ A က我常去游乐场အဲ့တော့常去အမြဲလို့သွားတယ်ဆိုတော့ A ကမှားပါတယ်သူကဒီနေ့မနေ့သွားတာကိုမေးတာပါ B က我去动物园 C ကကြတော့我去公园了အဲ့တော့မနေ့ကသွားခဲ့တာခဲ့သည်ဆိုတဲ့ 了ပါတာလေးကိုရွေးရပါမယ်အဲ့တော့ဖြေက我去公园了学校的对面是什么地方是什么地方အဲ့တော့ဖြေက是银行你也爱吃香蕉吗我不爱吃ဒါကပေးထားတဲ့စလုံးလေးခုထဲမှာမတူတဲ့ပုရှုံပါတဲ့စလုံးကိုရွေးရမှာပါနံပါတ်1မှာဆိုရင် A B D မှာက
3点水ပါတာပါစီကမတူပါဘူးသူ့မှာပါတဲ့部首က2点水နံပါတ်2ကကြတော့ A B C မှာက右字旁ပါပါတယ် D ကမတူပါဘူးနံပါတ်3မှာကကြတော့ B C D မှာကပေါင်ကိုက်ထုံပါပါတယ် A မှာမတူပါဘူး A မှာကပါတာက子字旁နံပါတ်4မှာက ACD မှာက果字框ပါပါတယ် B မှာကမတူပါဘူးသူက口字旁ပါတာပါဒါကတော့ကွက်လက်ဖြစ်ရမှာပါ我的弟弟非常ဉာဏ်ကောင်းတာ聪明小华是我的တငယ်ချင်း朋友小华是我的朋友今天他们非常高文打的高兴今天他们非常高兴晚上我们常常နောက်မှာက動畫片ကတ်တွန်းကကြည့်သည်ဆိုရင်ကြည့်တာကိုဘာနဲ့သုံးရမလဲ看晚上我们常常看动画片这双皮鞋漂亮了နောက်မှာ了ပါတယ်အဲ့တော့လှလွန်းတယ်လို့ပြောမှာဆိုတော့太漂亮了这双皮鞋太漂亮了第15課သင်ခန်းစာလေးပြီးသွားပါပြီဒါ第二冊နံပါတ်2စာအုပ်ရဲ့နောက်ဆုံးခန်းလေးလည်းဖြစ်ပါတယ်အဲ့တော့နောက်သင်ခန်းစာလေးတွေကိုတော့နောက်ဗီဒီယိုလေးတွေမှာဆက်ကြည့်ပေးပါ